ကဘာကျော်ပေမဲ့အင်္ဂလိပ်လိုမပြောတတ်လို့အနေခံခဲ့ရတဲ့ idol 9 ယောက်အနုပညာဆိုတာဘာသာစကားထက်ကျော်လွန်တဲ့အရာလို့ပြောလို့ရှိပေမဲ့လက်တွေ့မှာတော့အနောက်နိုင်ငံသားတချို့နဲ့ haters တွေကအင်္ဂလိပ်စကားမကျွမ်းကျင်တဲ့အာရှအနုပညာရှင်တွေကိုနှိမ်ချဆက်ဆံတတ်ကြပါတယ်။အခုဖော်ပြပေးမဲ့ idol 9 ယောက်ကလည်းအင်္ဂလိပ်စာကအောင်မြင်မှုအတွက်အထူးအတားအဆီးမဟုတ်ဘူးဆိုတာကိုကဘာသိအောင်ချပြနိုင်ခဲ့ပေမဲ့တစ်ချိန်ကတော့ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရသူတွေပါ။ Jason Wangဂျက်ဆင်ကအခုချိန်မှာအင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောနိုင်ပြီဖြစ်ပေမဲ့သူစတင်အောင်မြင်ခါစအချိန်တွေမှာတော့သူ့ရဲ့အင်္ဂလိပ်လေယူလူသိန်းနဲ့အမှားယွင်းချို့ကြောင့်ဝေဖန်လောင်ပြောင်တာကိုခံခဲ့ရမှုပါတယ်။အထူးသဖြင့်အနောက်နိုင်ငံအင်တာဗျူးတွေမှာသူ့ကိုအင်္ဂလိပ်စာကောင်းကောင်းမတတ်တဲ့အာရှသားတစ်ယောက်လိုဆက်ဆံခဲ့ကြရပါ။ဒါပေမဲ့သူကဇွဲမလျှော့ပဲစူးစမ်းခဲ့တယ်လို့အခု2026မှာတော့ကဘာကျော် luxury brand ရဲ့မျက်နှာစာဖြစ်တဲ့အပြင်အင်္ဂလိပ်လိုတရုတ်လိုပါကျွမ်းကျင်စွာနဲ့ကဘာကိုလွှမ်းမိုးထားနိုင်ပြီဖြစ်ပါတယ်။လီဆာထိုင်းလူမျိုးဖြစ်ပြီးကိုရီးယားမှာအောင်မြင်အောင်စူးစမ်းခဲ့သူပါ။သူမဟာကိုရီးယားစကားကိုကျွမ်းကျင်ပေမဲ့အစောပိုင်းအနောက်နိုင်ငံနယ်ပယ်တွေမှာတော့သူမရဲ့အင်္ဂလိပ်စာရေးခြင်းကိုအနှိမ်ခံခဲ့ရခဲ့ပူပါတယ်။အင်္ဂလိပ်စကားကိုကောင်းကောင်းမပြောတတ်ပဲကဘာကျော်အိုက်တော်ဖြစ်နေရလားဆိုတဲ့အမုန်းစကားတွေကိုကြုံခဲ့ရပေမဲ့လီဆာကစကားလုံးတွေထက်သူမရဲ့ကောက်ကွက်တွေနဲ့ပဲပြန်လည်တုတ်ပြန်ခဲ့ပါတယ်။အခုဆိုရင်တော့သူမဟာတကဘာလုံးကအချစ်ဆုံးအိုက်တော်တစ်ယောက်ဖြစ်ခိုင်ခိုင်မာမာရပ်တည်နေနိုင်ပါပြီ။ Rain K-drama နဲ့ K-pop ကိုကဘာကြီးစီစတင်တည်ဆောင်လာသူမင်းသားကြီး Rain ကလည်းအင်္ဂလိပ်စကားကြောင့်အခက်အခဲအများကြီးကြုံခဲ့ရသူပါ။ Hollywood ကိုစတင်ချေချချိန်မှာအင်္ဂလိပ်စကားမပြောတတ်တဲ့သူအတွက်ဝေဖန်ခဲ့ရမှုတွေလောင်ပြောင်မှုတွေကိုခံခဲ့ရပါတယ်။အင်္ဂလိပ်စာတော့မတတ်ပဲ Hollywood မင်းသားဖြစ်ချင်နေရလားလို့အမေးခံခဲ့ရပေမဲ့သူဟာတစ်နေ့ကိုအိတ်ချိန်3နာရီပဲထားပြီးအင်္ဂလိပ်စာကိုယူယူမူမူလေ့လာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့ကိုနှိမ်ခဲ့သူတွေကိုပါဆက်ပိတ်သွားအောင်လုပ်ပြနိုင်ခဲ့ပါတယ်။လေးချမ်းအိဆိုဖွဲ့ဝင်လေးကတော့သူ့ရဲ့အေးဆေးတဲ့ဇယိုင်းနဲ့အင်္ဂလိပ်စကားမပြောတတ်တာကြောင့်အင်တာဗျူးတွေမှာခဏခဏအနှိမ်ခံခဲ့ရပါတယ်။အနောက်နိုင်ငံသတင်းထောက်ချို့ကလည်းသူ့ကိုအထင်သေးတဲ့ပုံစံမျိုးနဲ့မေးခွန်းထုတ်တာတွေရှိခဲ့ပေမဲ့လေးကတော့ကျွန်တော်ဟာတရုတ်လူမျိုးပါကျွန်တော်ရဲ့ဂီတကကျွန်တော်ကိုစားပြောပါလိမ့်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ရှေ့ဆက်ခဲ့ပါတယ်။အခု2026မှာတော့သူဟာကိုပိုင်အေဂျင်စီနဲ့အတူကမ္ဘာဂီတလောကမှာဩစာညောင်းတဲ့အမှုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ BTS အဖွဲ့ဝင်များဒါကတော့အထင်ရှားဆုံးတာတကပါပဲ BTS အဖွဲ့မှာခေါင်းဆောင် RM တယောက်ပဲအင်္ဂလိပ်စကားကျွမ်းကျင်ပြီးကျန်တဲ့အဖွဲ့ဝင်တွေကတော့အင်္ဂလိပ်စကားကိုကောင်းကောင်းမပြောတတ်ကြပါဘူးအင်တာဗျူးတွေမှာသူတို့စကားမပြောနိုင်ပဲဘေးကနေပြုံးနေရတဲ့အပေါ်အင်္ဂလိပ်စာမတတ်တဲ့ကောင်လေးတွေလို့အနောက်နိုင်ငံသားချို့ကနှိမ်ချခဲ့ကြပါတယ်ဒါပေမဲ့ BTS ကတော့အင်္ဂလိပ်စာမတတ်လဲဘေးဘုတ်မှာနံပါတ်1ရနိုင်တယ်အင်္ဂလိပ်စာမတတ်လဲ Grammy စင်မြင့်မော်တက်နိုင်တယ်ဆိုတာကိုလက်တွေ့ပြသခဲ့ပါတယ်အခု2026မှာတော့သူတို့ကကမ္ဘာအောင်မြင်ဆုံးဂီတအဖွဲ့ဖြစ်ဘာသာစကားအတားအဆီးကိုကျော်လွှားပြီးစံချိန်တင်နေဆဲဖြစ်ပါတယ်အင်္ဂလိပ်စာမကျွမ်းကျင်လို့အနှိမ်ခံခဲ့ရတဲ့ကိုယ့်ရဲ့ idol လေးတွေဟာသူတို့ရဲ့ကြိုးစားမှုနဲ့တက်တည်ပြသွားတာကိုတွေ့ရတဲ့အခါပရိသတ်ကြီးတို့ရဲ့ခန်းစားချက်လေးတွေကိုပြောပြခဲ့ကြပါအောင်နော်